အချစ်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ချင်းပြူအနေနဲ့ဖက်ပြပေးသွားမယ့်စာအုပ်လေးကတော့ဆိုင်းဆီယာမပုံညခင်ရေးသားထားတဲ့နောက်ဆုံးနှက်ခမ်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့တန်ဖိုးကတော့4000ကျပ်ပဲဖြစ်ပါတယ်ရှင်စာဖတ်သူများကိုလွန်ခဲ့သောနှစ်200ကျော်ကာလစီကရွှေတကုံဖျားကြီးနဲ့တကွရန်ကုန်ဒနုပြူပြည်ပကံရတနာဘူအမရဘူရာအင်းဝရှိမျိုးတော်များစီတို့ခေါ်ဆောင်ပြသမိဖြစ်တယ်လို့မြမာတို့ဤနာမည်ကြီးလာသောရှေးလေကြီးများဖြင့်အေယာဝတီမြစ်ကိုဖျက်တမ်းကရန်ကုန်အမရဘူရာအင်းဝတို့ကြားတွင်စုံကြီးစံကြီးခုလိုပြသပါလိမ့်မည်အချိန်ခရီးသွားများပမာထိုခေတ်ကစစ်ပွဲများနှင့်ကြည်မနူးလွမ်းမောပွဲချစ်ချင်းမြတ်တာဇလန်းများမှာဇက်ကောင်များကိုလည်းတွေ့မြင်ရပါလိမ့်မည်ထိုမြမကထိုင်းနိုင်ငံအတွင်းကရွာလေးတရွာတွင်ဖြစ်ပျက်ခဲ့သောမြစ်တာဖွဲ့ပုံမြင်အပါအဝင်အယုဒ္ဓယခေတ်ကစစ်နှင့်အချစ်တို့နှင့်အတူထိုကာလကမြန်မာနိုင်ငံနှင့်အခြားသောနိုင်ငံတို့၏ပတ်သက်ဆက်နွယ်မှုများကိုလည်းတွေ့ထိနိုင်မည်ဖြစ်သလိုမြန်မာမှုဒလေးစရိုက်နှင့်ရိုးရာယဉ်ကျေးမှုများကိုလည်းပွေပိုင်နိုင်ပါလိမ့်မည်ခေတ္တခေတ်၏စစ်အချစ်ဘဝဖုံဖုံသည်စာဖတ်သူတို့၏နှလုံးအိမ်ကိုရတအဆုံဆုံဖြင့်လိုက်ခုံနှွေးထွေးစွာရစ်ပတ်နိုင်ပါစေ။နှွေးစီစာသည်တနင်္သာရီကံရိုးရန်အတိုင်းရွက်လင်းလျက်ရှိသောလေအုပ်စုများပေါ်သို့ဝင်းဝါသောသူအစင်းဖြင့်ဖြန့်ကျက်အလားဆင်လိုက်၏။ပြသောပင်လေသည်ပဇွန်စီရောင်သွေးသို့ပြောင်းလဲ၍လာလေသည်။ကုတ်တင်လေအုပ်စုများထဲမှလေတစည်းပေါ်တွင်လိုက်ပါလာသောအဖိုးအိုနှင့်အဖွားအိုသည်ပင်လေစီစာရှုခင်းကိုအတူတကွငေးရည်နေလေသည်အဖိုးအိုသည်လွန်ငယ်သောစောင်းအခါကအေယာဝတီကိုဆန်ကအင်းဝသို့ရောက်ရှိခဲ့၏ထိုမှတဖန်အဖွားအိုကိုခေါ်ကအေယာဝတီကိုပြန်၍ဆုံခဲ့ပြီးနောက်မှာတော့တနင်္သာရီကံရိုးရန်အတိုင်းခရင်နီလျက်ရှိလေသည်ဤလေတို့သည်ကံရိုးရန်တနေရာတွင်ခရီးဆုံးမည်ဖြစ်တော်လဲသူတို့နှစ်ဦးကတော့ခရီးဆက်ရအောင်မည်ဖြစ်သည်သို့တော်လဲခရီးဆုံးသို့ရောက်မည်မရောက်မည်မသိကြသလိုခရီးဆုံးချိန်အထိအသက်ရှင်မည်မရှင်မည်လဲမသိကြပေလွန်ခဲ့သော58နှစ်ခန့်က18နှစ်အရွယ်လူငယ်ကလေးသည်အယုဒ္ဓယသို့စစ်ပြုရန်သွားခဲ့၏ထို့နောက်ချီရသူကိုခွဲခွာချန်ရိတ်ခဲ့ကမျက်ရည်ဆက်လက်ဖြင့်ပြန်ခဲ့၏ယခုအချိန်မှာတော့အသက်85နှစ်အရွယ်အဖိုးအိုသည်ဇာတိ၌သာခေါင်းချလိုသောသားနှင့်ညီတို့ကိုစစ်တွင်းဆုံးရှုံးခဲ့ရသည့်ယူရီးယားပြည်သူအထီးကျန်အဖွားအိုကိုသူ့ရွာသို့ပြန်ဖို့ရန်ခရီးနှင်လျက်ရှိလေသည်ပင်လယ်ပြင်သည်မုန်တိုင်းကင်းစင်ကပြန်ပြူးငြိမ်သက်လျက်ရှိ၏ပင်လယ်ကိုဖြတ်၍လာသည့်လေသည်ပိန်လီသွေးကွေးသောအဖွားအို၏ခန္ဓာကိုယ်ကိုခြုံလွှမ်းထွားသည့်ပဝါစာလေးကိုလုံလူလှုပ်ခတ်နေစေ၏တစ်သားစရိုးကလေးထုံး၍ထုံးဖွယ်ထားသောငွေအောင်စပင်ကလေးတချို့သည်လေကြောင့်လွင့်ထွက်ဖွာလင်းလျက်ရှိ၏အဖွားအို၏မျက်နှာကလေးတွင်ဇေယျရိတ်တို့ထင်ဟပ်လျက်ရှိတော်လဲမျက်လုံးများကတော့ဇေယျနှင့်မလိုက်ဖက်စွာကြည်လင်တောက်ပါလျက်ရှိလေသည်စီးစားသည်တဖြည်းဖြည်းဆုတ်ခွာသွားကွာပင်လေသည်မှောင်ရိပ်တန်းလာ၏ပင်လေလေးသည်ဖွားကရဝဲ၏ပခုံးပေါ်ကပဝါစာလေးကိုလျှော့ကျစေလိုက်၏အဘကြီးကပဝါစာလေးကိုလွှမ်းဆဲကောက်ယူကအဖွားဤပခုံးမော်သို့ပြန်တင်ပေးလိုက်ရင်ဖွားကရဝဲဤဇာတိရွသို့ရောက်သည့်အခါထိုရွ၌ပင်အတူတကွခေါင်းချလိုပါကြောင်းစိတ်အတွင်းကခွင့်တောင်းလိုက်၏ဖွားကရဝဲသည်နှွေးညကောင်းကင်ကိုမော်၍ကြည့်ရင်ရေဝတီနက်ခတ်ကိုမြင်ရနှုတ်ဖြင့်ရှာလျက်ရှိ၏အဘကြီးသည်လာရောင်ကိုအပြုရင်အိုမင်းခဲ့ပြီဖြစ်သောသူ့ရေဝတီနက်ခတ်၏မျက်နှာကိုငေ၍နေမိ၏သူတို့လေသည်လည်းခရီးဆုံးပန်းနိုင်သို့ရွက်လင့်ခရီးဆက်လျက်ရှိလေသည်အာယုံတက်လေပြီရွှေတကုံဖျားဝန်းကျင်ရှိဒေါအုပ်များပေါ်တွင်ຫນွေဦးမြူတို့မှိုင်းဝေလျက်ရှိ၏ရွှေတကုံဖျားမြောက်ဖက်မုတ်သွေးစီကန်အနီးရှိဘာတိမင်္ဂလာကျောင်းတိုက်မုတ်ဦးရှိဟင်းသားရုပ်ကလေးသည်ຫນွေဦးမြူများကြမှတဖြည်းဖြည်းထင်ရှားလာ၏မကြခင်မှာပင်မြောက်ဖက်မုတ်အနီးတောင်ကုန်းထိပ်ရှူမြောင်ကြအစရှိသည့်စိတ်ငြိမ်ရာနေရာတီးတီးစီမှထွက်ပေါ်လာသောတုံးပေါင်းတန်တို့ဖြင့်ရန်ကုန်မြို့၏နနက်ခင်းသည်
စတင်အသက်ဝင်လာတဲ့ကဲ့သို့တိန်ကုန်းထရကုန်းတော်ထိပ်ကရွှေတကုံဖျားကြီးသည်လည်းຫນွေဦးမြူများကြမှတရေ၍ထပ်ပေါ်လေးပါ၍လာလေသည်မကြခင်မြူများချတွင်ဝါရှင်းသောအစင်းကိုမျက်စိတစုံမြင်ရ၏ရွှေတကုံဖျားဝန်းကျင်လမ်းမများထွက်တင်ကျောင်း၌အတီးတီမှထွက်ကြလာကြသောစွမ်းငါတန်ဃာတော်တို့၏တင်ငန်းရောင်များဝင်းပေါ်အားလင်းပါစွာလွှမ်းလျက်ရှိသည်မြို့မျက်နှာအတီးတီသို့ထွက်ကြွသွားသောတန်ဃာတော်တို့ဖြင့်ရန်ကုန်လမ်းမအတီးတီ၏နက်နက်ခင်းတို့သည်ကြက်တည်ရှိမြဲရှိစေပင်သည်စစ်ကြောင်းရခဲ့သည့်ဒုက္ခအလီလီကိုကြုံတွေ့ခံစားဖြတ်တန်းခဲ့ကြရတော့လေတရားတရားတို့ထက်တန်လျက်ပင်ရှိသောရန်ကုန်မြို့သူမြို့သားတို့သည်လည်းတန်ဃာတော်တို့ကိုဆွမ်းလောင်းလူမြဲလောင်းလူလျက်ရှိကြ၏ရန်ကုန်၏နက်နက်ခင်းကဘုံကြီးចောင်းသားကလေးများ၏စွမ်းတော်ပြိုဟစ်တန်ကျေးစီရိုက်တံများဖြင့်အသက်ဝင်လျက်ရှိ၏ရဟန်းပြိုတစ်ပါးကတော့စွမ်းခံလာသောတပိတ်ကိုပိုက်ကရွှေတကုံဖျားမြောက်ဖက်ဆောင်းတန်းလေကားများကိုတတိအမတ်ဖြင့်တလန့်ကျင်နေတလျက်ရှိလေသည်ထိုရဟန်းပြို၏ဘွဲအမည်ကတဏ္ဍာတိရိဖြစ်ပါ၏တဏ္ဍာဟူသည်ငြိမ်းချမ်းခြင်းဖြစ်၏တိရိဟူသည်ကြက်တည်ရှိခြင်းဖြစ်၏ထို့ကြောင့်တဏ္ဍာတိရိဟူသောဘွဲအမည်မှာငြိမ်းချမ်းခြင်း၏ကြက်တည်ဟူသောအဓိပ္ပာယ်ကိုဆောင်လေသည်ငြိမ်းချမ်းခြင်းသည်မြည်မြကြက်တည်ရှိလိုက်ပါသည်မငြိမ်းချမ်းခြင်း၏ကြက်တည်ကင်းမဲ့ပုံကိုအထင်အရှားမြင်သာကြရသဖြင့်လေငြိမ်းချမ်းခြင်း၏ကြက်တည်ကပို၍ထင်ရှားလာခဲ့ရ၏မကြသောအတိတ်ကတော့ဤဖျားကြီးဝန်းကျင်တွင်ဤအတန်တို့မေးမိန်ကြရဘူး၏ရန်ကုန်မှအင်္ဂလိပ်တပ်တို့ထုတ်ခွာသွားပြီးမကြခင်မှာပင်ဒုက္ခအကြီးမှလွတ်မြောက်သွားသောပြည်သူတို့သည်ဒုက္ခအသေးကိုထပ်၍ကြုံခဲ့ရ၏ရန်ကုန်ဝင်းကျင်သည်အင်္ဂလိပ်တို့သွေးထိုးထားခဲ့သောမွန်တချို့၏တော်လန်ပုန်ကန်မှုကြောင့်သွေးချောင်းစီးခဲ့ရကရွှေတကုံကုန်းတော်ပေါ်တွင်စစ်ရှောင်သူများဖြင့်ပြည်နယ်ခဲ့ရ၏ပြည်သူတို့မှာဒုက္ခတွေတုတ်ခဲကြသည့်ပမာငြိမ်းချမ်းမှု၏ခါးသီးသောရတာကိုထပ်မံခံစားခဲ့ကြရလေသည်ယခုတော့လေရန်ကုန်သည်အတိတ်ထဲမှယုံထွက်ခါအရာရာနေသားကြစွာအေဂျင့်စိတ်ငြိမ်လျက်ရှိ၏တိုင်းပြည်တို့ပင်ဖြစ်စေလူတို့ပင်ဖြစ်စေအတိတ်ထဲတွင်ပိတ်မိညှို့ချုံနေဖို့မလိုအတိတ်သည်လောင်အိမ်မဟုတ်ခက်ခဲသောလွတ်မြောက်ခြင်းတွေတွင်အတိတ်မှလွတ်မြောက်နိုင်ခြင်းသည်လည်းအပါအဝင်ဖြစ်သည်မဟုတ်လားသို့သောဥထုဇဉ်ယဟန်များသာရှိသေးသောအရှင်တဏ္ဍာသေးရီပင်လျင်အတိတ်မှအလုံးစုံလွတ်မြောက်ရန်ခက်ခဲကြိုးစားအထောက်ဆဲပင်ရှိသည်ဤဆောင်းနှန်းလေကားတို့ကိုတတိချင်းနင်းတက်သွားစဉ်ကိုရင်ခေမိက၏အတန်သည်အာယုံကိုလွှမ်းမိုးလာတတ်၏မက်ချင်တိုင်းသာအိမ်မက်မက်လို့ရမယ်ဆိုရင်အမြောက်ဆန်တွေကြီးစံတွေကငါတို့ရှိလေရောက်ရောပန်းကလေးတွေအဖြစ်အသွင်ပြောင်းသွားပြီးအနံ့လေးတွေမွေးလာပြီးငါတို့ကိုပေါ်ဖွားဖွားလေးထီမင်းနဲ့ငါနဲ့လဲပန်းရနံ့လေးတွေရှူရင်လဲပင်ဖက်ပြီးရွှေတကုံဖျားကြီးကိုတက်ဖူးပြီးထိုအတန်ကလွှမ်းမိုးလာတိုင်းစိတ်ကိုတင်းကအတိအမှတ်ဖြင့်အာယုန်ထဲကဖျောက်ခဲ့ရ၏ဖျားရင်ပြင်ပေါ်သို့ရောက်သောအရှင်တဏ္ဍာတိရီသည်ဖျားကြီးကိုတပတ်ပတ်ပြီးနောက်တပိတ်ကိုတင်ပုတ်စင်းတစ်ခုပေါ်တွင်ရိုးသေးစာတင်လိုက်ပြီးဖျားကြီးကိုစွမ်းဆက်ကက်လူရန်ကဖျားဝေပြူလိုက်၏ထို့နောက်စွမ်းတပိတ်ကိုပြန်ဆိုယူကပိုက်ပွေပြီးမြောက်ဖက်ဆောင်းတန်းဘက်သို့ကြွလာခဲ့၏ငယ်ငယ်ကနတ်ပြည်နှင့်တူသည်ဟုထင်ခဲ့သောဤဖျားကြီးဝန်းကျင်ကကြက်တီအဖျားဖြင့်တင့်တယ်ဆဲပင်ရှိ၏နတ်ပြည်နှင့်တူသောဒီနေရာမှာအကြာကြီးနေရပါလို့ဤဆိုသောသူ့ရဲ့ဆူတောင်းသည်လည်းပြေခဲ့ရပါ၏ပုရိနိသင်ရှင်မဟာရထသာရဤယရုပိုက်ဆောင်အစာပိုက်သည်အရှင်တဏ္ဍာတိရိဤအာယုန်ထဲသို့ဝင်ရောက်လာ၏အရှင်တဏ္ဍာတိရိသည်တတိအမှတ်ကိုမလွတ်အောင်ထိန်ရင်စိတ်အတွင်းမှလေးနဲ့စွာအာယုန်ပြုလိုက်၏ပုရိရှေးကဖြစ်သောနိသင်အကျိုးအာနိသင်ကြောင့်ပြည်သူတို့ဤငြိမ်းအေးမှုအတွက်ခုတ်ကိုးရာအရေးအာဝါဒဖြစ်ရပါလို့ဤစာရေးဆရာမပုံညခင်ရေးသားထားတဲ့နောက်ဆုံးနှက်ခမ်းဆိုတဲ့စာအုပ်လေးရဲ့ဒီနောက်ကျောဖုံးလေးမှာပါဝင်တဲ့စာသားလေးရတော့တိုင်းပြည်တွေမှာသူ့အနံ့နဲ့သူရှိတယ်ကျုပ်တို့တိုင်းပြည်မှာလည်းအနံ့ရှိတယ်လေမြေသင်းနဲ့ရွှွန်နဲ့စပယ်နဲ့ရေရဲ့အနံ့ပန်းရဲ့အနံ့လူတွေတရိษံတွေရဲ့အနံ့ဒေသစားစာတွေရဲ့အနံ့
တိုင်းပြည်တွေကတဘာဝတရားတွေကနေထုတ်လုပ်လိုက်တဲ့အနံ့ဟာကျုပ်တို့တိုင်းပြည်ရဲ့အနံ့ပေါ့ကျုပ်ကတော့ဒီအနံ့ကိုရရင်ကျုပ်တို့တိုင်းပြည်ကိုပြန်ရောက်ပြီလို့ခံစားရလို့ဒီအနံ့ကိုအရင်ကြိုက်တယ်ဒီတိုင်းပြည်ဟာတာယာသည်ဖြစ်စေလိုက်ထန်သည်ဖြစ်စေနာဖျားသည်ဖြစ်စေကျုပ်တို့ရဲ့တိုင်းပြည်ပဲချစ်ဖြူရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးပါအောင်လို့တောင်းဆိုပါရစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မန်ချင်းဖြူ channel လေးပဲဖြစ်ပါတယ်ရှင် YouTube မှာလည်းမန်ချင်းဖြူဆိုပြီးတော့အင်္ဂလိပ်လိုလွယ်တကူရှာလို့ရပါတယ်ရှင်